အားလုံးပဲမင်္ဂလာပါဗျာဒီကနေ့ကျွန်တော်မိတ်ဆွေတွေမိထားတဲ့မိကောင်းလေးကိုကျွန်တော်ဖြည့်ပေးမယ် Messenger မှာဘရော့စရမလို့ပဲねပေါ့နော်ကျွန်တော်တို့ကစာပိုးနေတဲ့သူကိုခဏလေးဖြစ်ဖြစ်ကျွန်တော်ပိတ်တဲ့နေလေးပြောပြပေးမယ်ကျွန်တော်မိတ်ဆွေတွေကမိထားတာကတော့ဒီလိုမျိုးပိတ်ထားတဲ့အကောက်ကိုကျွန်တော်တို့ကပြန်ဖြည့်ပေးခြင်းတယ်ပေါ့နော်ဖြည့်တဲ့နေပါကျွန်တော်ထပ်ပြီးပြောပြပေးမယ်ဒီအရင်ဗီဒီယိုမှာလည်းကျွန်တော်တင်ပေးထားတယ်ပေါ့နော်ဒါပေမဲ့တင်ထားတာတော့နည်းနည်းကြာသွားပြီအခုမသိသေးတဲ့မိတ်ဆွေတွေကျွန်တော်မေးတာများလို့ပေါ့နော်ကျွန်တော်ထပ်ပြီးတင်ပေးမယ်โอเคဒါဆိုရင်ကျွန်တော်တို့စလိုက်အောင်ရင်ဦးဆုံးကျွန်တော်တို့ရဲ့ Messenger လေးကိုနှစ်ပေးပါခင်ဗျာ Okay Messenger နဲ့နှိပ်သွားပြီဆိုတော့ကျွန်တော်မိတ်ဆွေတွေကိုပေးချင်တဲ့အကောင့်လေးကိုလက်လေးနဲ့ကြာလေးပြီးလိုက်ပါ Okay ပြီးရင်ဒီအောက်ဆုံးမှာ result ဆိုတဲ့နေရာလေးကိုဒီမှာကျွန်တော်မြားပြပေးထားမယ်နော်ဒါလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီအောက်ကတစ်ချက်နှိပ်လိုက်ပါ Okay ဒါဆိုရင်တော့ဒီမှာပျောက်သွားပြီနော်ခဏကောက်ကကျွန်တော်တို့စာပို့လို့မရအောင်ခဏလေးပေးလိုက်တာပျောက်သွားပြီနော်ဒီမှာမရှိတော့ဘူးနော်ကျွန်တော်တို့က browse ရမလို့ဘူးနော်ဒီလိုမျိုးလှုပ်ထားလိုက်ရင်ရပြီနော်တယောက်နဲ့တယောက်ကိုနဲ့မသိတာပဲဖြစ်ဖြစ်ကိုနဲ့သိတာပဲဖြစ်ဖြစ်ပေါ့နော်သူ့စာပို့လို့မရအောင်ဒီလိုမျိုးပိတ်ထားလို့ရတယ်တကယ်လို့မိတ်ဆွေကခဏကျွန်တော်တို့ပိတ်ထားတဲ့ကောက်ကိုပြန်ပြီးဖြည့်ပေးခြင်းနဲ့ဆိုရင်တော့ဒီအောက်ဆုံးမှာ menu bar လေးတစ်ခုကိုနှိပ်ပါပြီးရင်ဒီပေါ်ဆုံးမှာ setting လေးကိုချင်းနှိပ်ပါပြီးရင်ကျွန်တော်ပေါ်နေနေဆွဲပါဒီနေရာမှာဒီမှာ privacy setting ဆိုပြီးတော့ဒီမှာ A-poster လေးနဲ့ဒီနေရာလေးကိုချင်းနှိပ်မယ်ပေါ့နော်ပြီးရင်ပေါ်နေနေဆွဲလိုက်ပါဒီနေရာမှာဒီမှာကျွန်တော်မြားပြပေးထားမယ်နော်ဒီနေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါခင်ဗျာခဏကျွန်တော်ဖြတ်ထားတဲ့ကောက်ကဒီနေရာမှာရှိမှဖြစ်ပါတယ်မစ်ဆွေတို့ဘယ်သူအကောက်ကိုပဲပိတ်ထားတာမစ်ဆွေတို့ပိတ်ထားတဲ့ကောက်လေဒီနေရာမှာရှိမှဖြစ်ပါတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုပြန်ပြီးဖွင့်ပေးချင်တာဖြစ်တဲ့အတွက်ဒီကောက်လေးတစ်ချက်လောက်နှိပ်လိုက်ပါဗျာအခုလိုမျိုးနှိပ်လိုက်ပြီးဆိုရင်ဒီအောက်ဆုံးမှာဒီ continue ဆိုပြီးတော့ဒီအောက်ဆုံးမှာပြရစံနာလေးကိုနှိပ်လိုက်ပါပြီးရင်နောက်ထပ်တစ်ချက်ထပ်နှိပ်ပြီးနော်ဒီအောက်ဆုံးမှာโอเคဒါဆိုရင်သူနဲ့ကျွန်တော်နဲ့စကားပြန်ပြောလို့ရပြီစပြန်ရေးလို့ရသွားပြီပေါ့နော်โอเคဒါဆိုရင်တော့နားလည်သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ကို Messenger မှာဟောထားတာမဟုတ်ပဲねပေါ့နော်ပိတ်ထားတာကိုဘယ်လိုပြန်ဖြေရမလဲလို့ဖြေတဲ့နေတင်ပေးပါဆိုပြီးတော့ပြောထားတဲ့မိတ်ဆွေတွေတွေဒီကနေ့ကျွန်တော် share လုပ်ပေးသွားတာပဲဖြစ်ပါတယ်ဗျာတကယ်လို့နားမလည်တာရှိရင် comment မှာမေးခဲ့ပါကျွန်တော်အားရင်အားသလိုပြန်လည်ဖြေကြားပေးမှာပဲဖြစ်ပါတယ်ဗျာအားလုံးပဲဘိုင်ဘိုင်ပါ